taxi ငါးစီးတဲ့အချိန်သိထားတင်တော့ထိုင်းစကားပြောများစวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါจะไปตลาดဈေးကိုသွားမယ်ဒီနေရာမှာကိုသွားချင်တဲ့နေရာကိုจะไปရဲ့အနောက်မှာထည့်ပြီးအသုံးပြုလို့ရပါတယ်ဥပမာအနေနဲ့ကျောင်းကိုသွားမယ်ဆိုရင်จะไปโรงเรียนကျောင်းကိုသွားမယ်เท่าไหร่ครับพี่ဘယ်လောက်လဲအခုဈေးနှုန်းကိုတခါတည်းမေးဖို့တော့အကြံပြုချင်ပါတယ်ရှင်ตรงไปတက်သွားเลี้ยวขวาညာကွေ့เลี้ยวซ้ายဘယ်ကွေ့จอดนี่ก็ได้ครับဒီမှာရက်လို့ရတယ်ရှင်จอดข้างหน้าအရှိမရက်မယ်จอดซอยข้างหน้าအရှိလမ်းကြားထဲမှာရက်မယ်เข้าไปในซอยအရှိလမ်းကြားထဲဝင်သွားဒီလောက်သိထားလို့ရှိရင်စိုက်ကယ်ပဲငါးစီစီကားပဲငါးစီစီပို့ပြီးတော့အဆင်ပြေမဲ့လို့ယုံကြည်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာဆက်ပြီးတွေ့မယ်